ဖြစ်တန်ခဲ့ပြီမဲလေအသွင်ပြောင်းလဲခဲ့ပြီချုံမြင့်ခြင်းအဖြစ်နဲ့လောကရဲ့လေမှာနှုတ်ကပတ်တရားတော်နေတာအစင်ဆုံးမပေးပြလမ်းပြနေတိုင်းပဲနေရတဲ့တွေ့တဲ့ပြန်တန်တစေခဲ့ပြီဒီဂျေဇုတရားတွေတကယ်ကိုကြီးမားနေမပန်းပေသူယုံ